အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တစ်ခေတ်တစ်ခါတော့ကဒီဟင်းခက်အမွေးကြိုင်နဲ့ပတ်သက်ပြီးတော့စစ်ပွဲတွေတောင်တိုက်ယူခဲ့ရတယ်မဆလာနဲ့အာလူဒီစက်သားဟင်းလေးချက်ပြသွားမှာဖြစ်ပါရဲ့ရှင်အားလုံးပဲလိုက်ပြီးတော့ကြည့်ကြပါဦးရှင်ဒီပေါင်းဆုံးရင်းချက်ဖို့ရတဲ့ဂျင်းနဲ့တက်တက်ဖြူလေးကိုစီးတက်ပါတယ်စီးတက်တဲ့ထဲကိုစပင်းမုံလေးနဲ့ထည့်ပါတယ်ဂျင်းနဲ့တက်တက်ဖြူရဲ့အနှံလေးနည်းနည်းမွေးလာရင်တော့တက်သားလေးကိုအရင်လုံးပြီးတော့ထည့်လိုက်ပါတယ်စသားလေးဒီလိုမျိုးအနေအထားလေးပေါ့စီပြန်တဲ့အနေအထားလေးရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အာလူဒီလေးတစ်ခါလေးထည့်လိုက်မှဖြစ်ပါတယ်ဒါကတော့စီပီချက်ဆိုတော့အိမ်ချက်ဆိုရင်တော့စသားကိုနူးအောင်ဆောင်းရအောင်ပါဒါမှအာလူဒီနဲ့ပြော့သွားမှာပေါ့နော်ဒီကတော့တစ်ခါလေးထည့်ချက်လို့ရတယ်ဒါပေမဲ့လည်းအိမ်ချက်ကိုချက်မယ်ဆိုရင်တော့စသားအရင်ပြီးပြီးဆိုမှစသားအိမ်မှာအာလူဒီကိုထည့်ရမှာဖြစ်ပါတယ်ဒီနော်ရေကအာလူဒီနဲ့စက်သားကိုမြုပ်အောင်ပေါ့နော်ထည့်မှာဖြစ်ပါတယ်အကြောင်းနည်းနည်းလောက်အောင်လို့ကျွန်မအကြောင်းလေးစားမတွေ့ပါဘူးအဲ့ဒါအရင်လေးကချက်ထားတဲ့မာလာဟင်းအနှစ်လေးကိုတိတိလေးထည့်လိုက်ပါတယ်ရတာတော့ဒီဖြစ်မလဲမသိဘူးပေါ့နော်စားကြည့်ရမှသိမှာပါဂျာမီလာပါပြီနောက်ထပ်2မိနစ်လောက်နေကြက်တော့မှဖြစ်ပါတယ်အဲ့လိုအနေထားလေးရောက်ပြီဆိုရင်တော့ဟင်းထဲကိုပေါ့နော်တကယ်ကဘာကျော်ဟင်းတဲ့အမွေးကြိုင်မဆလာကိုထည့်လိုက်ပါတယ်ထပ်ပြီးတော့ထည့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မဆလာဒါအကြိုက်လို့ပါထည့်ပါရဲ့ရှင်3ခါလောက်ထည့်လိုက်ပါတယ်မဆလာနဲ့လည်းတော်တော်မွေးပြီးတော့ကိုစားခြင်းစက်ပေါ်လေးဖြစ်လာပါပြီခုဆိုရင်တော့စိတ်ခင်းရတဲ့မဆလာဟင်းရရှိတော့မှာဖြစ်ပါတယ်အခုဆိုရင်တော့ခါရာရောအနဲ့အရတာရောပြည့်စုံတဲ့စိတ်ခင်းရတဲ့မဆလာဟင်းရရှိဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်